ဒါတောင်းလေးဖြစ်သွားပြီးတော့ပဲပေါက်ဖို့တော်တော်လေးခက်ခဲသွားခြင်းနေပါ 5 with the 4 situation မှာ Messi တော့ကျွန်တော်4ကြိုးသား Stormy Slam ပြန်တော့ပေးတာ share okay ကန် retribution တိကျသိမ်းသားမှုနဲ့ပဲထပ်ရခဲ့တယ်နောက်တော့ခေါ်တော့ကောင်ပါဆွဲထားသေးတယ် Messi ထပ်ပြီးဝင်လာတဲ့ damage ကြားတော့မှာတော့ကန် PS ကိုပါအဆုံးသတ်လိုက်ရင်းနဲ့ပဲ Hero Game နှစ်ကောင်နဲ့အတူတာတဲ့ object ရရှိထားသေးတယ်ဗျာ Messi သုံးခေါ်ကြတဲ့တော့ရောက်သွားပြီဒီ Motivo ပြန်တော့ထောင်းလာတဲ့ Messi တော်လေးသွေးကိုင်းတဲ့တော့ Messi ဒီပေါ်မှာဝဲနေနေပဲသူကိုယ်တိုင်တော့ဒီနေရာမှာပြန်ပြီးတော့ပဲ Hero Game ပေးလိုက်ရတယ်ဗျာ ဒီ side ပေးသွားတဲ့အခါမှာ just တဲ့ damage ကပို့ပြီးတော့ထွက်လာမှာအောင်မစမကို Product ပြန်ပေးရသေးတယ်ကဲသွေးပြတ်တက်နေတဲ့အချိန်မှာ Combat Line ပြန်တော့ရောက်လာတယ်ဒီလိုရဲ့ပတ်ဝဲခင်းလာတယ်အလီတာလုံးဝ mana မရှိတော့အချိန်တိုင်းကကိုတောင်းချောက်လိုက်ပြီးတော့ကတ်ပေးထားပါသေးတယ်ဗျာ အဲ့ဒါမှတော့ Nico ပြန်လဲမအောင်ကြိုးသားမယ်အလီတာ mana တော့မရှိတော့ဗျာဟိုတော့ PS ရှောက်လာပြီ Nico စီကိုပြေးအိမ်ထားနေပြီ Nico ရှောက်လာ PS တော့မ share တော့တော့ပေးလို့မရသေးဘူးခွန်စီတော့ share တော့ကေတဲတော့ပေးထားတယ်ဘယ်တော့မလို့အဲ့ဒါမှခွန် PS ကိုအဆုံးသတ်လိုက်ပြီဗျာ စက်ကွန်တော့တမမရှိနေတဲ့ damage ကြီးလာတယ်ဇီပီတော့ကန်တော့ဝင်းရလွယ် or two man ပြောနေဝင်းသွားပြီ glacier ပြန်ပြခင်းလိုက်ချိန်မှာ frozen ဖြစ်တဲ့ခိုးတော့ကြောက်သွားတော့ဟိုနောက်မစစ်ပြီး Messi လိုက်ပြီးတော့ထိန်းလိုက်ဒီ Motivo ပြန်ထောင်းနေတယ်မစစ်ပြီးထောင်းသွားခဲ့လို့ချိန်မှာ Nico အလီတာလိုက်ရပြစ်ခွဲနေနေပဲ Messi တကောတော့ပြန်ပြီးတော့ပေးလိုက်ရတယ်ဗျာ ဟို Nico အကောင်းဆုံးပဲရှုံးထွက်ခဲ့အနေဒါတခုအေးတော့ဆိုပေမဲ့လည်းblack ပြန်ဆန်းနေကြပါအလီတာ Nico ရှောင်ပြထားသေးတယ်မသိသေးဘူးဗျဟိုနံပါတ်9ကြေးလာနေတယ် low fight ကိုခေါင်းတိုးလာဖို့တော့ကြိုးစားနေကြပြီကန်ကွန်စီပိုရနဲ့အတူပဲပြေးလာနေပြီဗျာ ဘလိုရပတ်ဝေကင်းလာချိန်မှာ2 man ဘယ်လိုဆိုပေးလာဘယ်လိုကြာ2 man တက်ကြားထဲမှာပြန်လဲပြီးဝင်လာပြီးတော့ဘူးစားခွေရှယ်တော့ပေးဖို့တော့ကြိုးစားနေပဲရှယ်တော့ကေပြတ်ပိုင်းနိုင်တယ် black down အောင်ခဲ့တယ်ဗျာ4 saturation တခုမှ Nico ပြန်လဲပြီးတော့ရောက်လာခဲ့တော့လေတပက်ရှိပါမလား Messi leather plate knock out တင်လာတော့ Alita ပိုရောက်ပြန်လဲရပေါက်စားနေနဲ့တော့တိမ့်ပိုင်လို့သွားခဲ့ပြီဗျာ ပြီးတော့လို့ရှိရင်ကျွန်တော်ခုနတွေးလိုက်တဲ့အရာဒီအလီတာသူ့ရဲ့စပယ်တစ်ခွက်ချာမှာရှေ့တော်လေးများတယ်ဗျာ Shadow Gate ဖိုင်ပေါ်တော့ချိုးလိုက်မတက် destroy Shadow Gate ထွက်သွားခဲ့ပြီပေါက်စားဘိုရဲကိုဆုံးသက်တော့ဘလောက်ပြေးပြီးတော့ချီနေတာကိုနှကောင်နေ report line ခင်းသားတော့လေအလီတာလိုက်ပြီးတော့ပြစ်ခွဲဖို့တော့ကြိုးစားအောင်မယ်ဗျာအချိန်မြေဝင်ပြီးတော့ပေါက်သွားနိုင်တယ်တော့သူ team mate ကိုစောင့်နေတဲ့အချိန်မှာဇစ်ပြီး Shadow Gate ပိုင်းခံတာကျွန်တော် Winner Crown right တိုင်းလေးပဲပြန်ပေးထားသေးတယ်ဗျာ ပါဝေးခင်ပြန်ဝင်လာတဲ့ဂျာမှာတော့အလီတာကျွန်တော်ဖုတ်ခရိုတက်ဂျာမှာ Winner Crown တက်ခဲလာပြီမကန်အလီတာဂျာမှာတော့သိဆုံးသွားနေတယ်နောက်တစ်ကောင်စပီချူဒီ PS ကိုတော့ပြန်လဲအဆုံးသတ်လိုက်သေးတယ်ဗျာ ဆန်ကလာအချင်းချင်းပြန်ပြီးတော့ trade လိုက်ရတယ်4 shot ဆိုတော့ခုံသွားနေတဲ့အခါမှာသူရဲ့ dash ဆိုတာတွေဘာတွေကကျွန်တော်ဗတယ်မစခင်မှာပေးပါ flicker မှာသုံးလိုက်ရပြီဘိုရဲအနေနဲ့ဒီနေရာမှာနည်းနည်းလေး decision လွဲသွားခဲ့တယ်ဗျာ မတစီကျွန်တော်ဒါလော်နာမှာတော့ဆုံးလို့ပို့ကြိုးစားမယ်လေဖိုရဲနဲ့သွေးတော်လေးနဲ့ဆိုတော့မစ္စလန်ပြန်ပေးထားတော့ဟိုတော့ဘက်လိုက်ပါအလီတာပြေးဝင်လိုက် black AOG ပြန်ပေးထားကြမှာ Messi ခေါင်းတွေထိုးထားတယ်မရှဲတော့ကေကန်စီကိုပြေးပါမယ်ကမသိပါဘူးခေါ်ပြန်ပြီးတော့ကြာသွားခဲ့တယ်ဗျာဒီနေရာမှာတော့ကန်အနေနဲ့လွတ်မြောက်လို့သွားခဲ့ပြီ retribution ပိုင်းမှာလေဂျန်ဂလာရှိနေတဲ့အခါမှာအလီတာအရင်တော့ကျော် AI sport နေဒီ lot force တော့မရသေးပြန်ဘူး CP နောက်ပြေးကပ်ဖို့တော့ကြိုးစားတယ်ဒါပေမဲ့ CP ပြန်ပြတဲ့ damage ကလည်းနာနေတော့ပဲဗျာ ဟိုဖုန်းလေးမှာတော့ black နေနဲ့ immortal ရှိနေတာကိုအလီတာပြေးဝင်လာကိုကြိုးစားနေတယ် damage ရဖို့တော်တော်လေးတော့များတယ် class 3ပြန်တော့ခဲထားသေးတယ်ဒီမှာ PS ပြေးဝင်လာပြီဗျာ PS Nico ပြန်လာပြီးတော့ကောက်ပြသွားခဲ့တယ်ဗျာ CP ချန်တော့တယ်တကောင်လေးပဲကျွန်တော်တပတ်မှာဘိုးလုံးတော့အလွယ်တကူပဲလက်လွတ်ပေးလိုက်ရတော့မလားအလီတာမချစ် damage ပေးထားတယ်ဆိုတော့ Bislan ခေါ်အလိုက်လည်းပြန်ထောက်ပေးထားတယ်အဲ့မှာ CP ချူတီပြေးဝင်လာဖို့ကြိုးစားမယ်လည်းမလွယ်တော့ PS လုံးပိုင်သေးတယ်မယ်အလီတာဂျမတ်ဖို့ခရိုဒန်ဟိုတော့ PS CP ချူတီပြေးဖို့ကြိုးစားညာတယ်အရင်တော့လွယ်မနေခဲ့ဘူးဗျာဟိုစားပြီးတော့ကြည့်ရတော့မယ်ကန်စားပြီးတော့ကျွန်တော်ဒါလုံးတော့သွေးဒါရှော့ကိုကြိုးစားထားတဲ့အနေအထားတစ်ခုဗျာလောတယ်မှာတော့ PS Balai Control Share တို့ကိစ္စတော့ပေးထားပါသေးတယ်။Nico နောက်ပြေကောနောက်မှာ Plesia CP shut down ကရရှိလို့တိုင်းနေပဲနောက်မှာ shut down ကပြန်ပြီးပေးလိုက်ရတဲ့အချိန်ကမှ leader တော့ချက်ပြခွဲလာတော့မယ်ခေါ်ပြန်လဲပြေးထွက်နေတော့မယ် 4 secretary တကူမှာ Sharikan Nico လုံးဝတော့မသိသေးပါဘူးဗျာ။ Yeah, he's one မကထားတဲ့တိုင်း confirm ရောက်လာတဲ့ပဲ leader Messi ရဲ့ match damage ကြားထဲမှာတော့ဒီမှာ Yuki တကောင်တက်ပေးလိုက်ရတယ်4 with the 3 AI is for throw ချိုးတော့တော်လေးတာသူနေတယ်ပဲ leader Mega K leader throw ချိုးဖို့ကြိုးစားနေတယ်မနီကိုဘလို့မှတော့ဟန်ထားလို့မရတော့ဘူးဗျာ3ပါဝင်နေတဲ့အချိန်တခုမှာတော့ AI is for K number 1ကိုတော့အပိုင်သိမ်းခဲ့ပြီပဲဖြစ်ပါတယ်